ဂရုပတ်ဥက္ကဋ္ဌကြီးကလုပ်ငန်းခွင်အခြေအနေကိုစစ်ဆေးဖို့အတွက်ဖောက်တဲ့တယောက်ရောင်ဆောင်ပြီးဆိုင်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာတင်အသစ်ခံထားတဲ့ဆိုင်မန်နေဂျာကဥက္ကဋ္ဌကြီးမှမသိပဲအထင်သေးပြီးဆက်ဆံလိုက်ပါတော့တယ်။မန်နေဂျာကဝန်ထမ်းတွေအားလုံးကိုပါခေါ်စုလိုက်ပြီးဒီမျိုးသမီးကိုဝိုင်းကြည့်ခိုင်းလိုက်ပါသေးတယ်။သူတို့ဆိုင်ကတမိုးကြီး luxury ရတနာဆိုင်ဖြစ်တဲ့အတွက်ဒီမျိုးသမီးလိုမျိုးဆင်းရဲတဲ့ပုံစံပေါက်နေတဲ့သူတွေကိုနောက်ဘယ်တော့မှဝန်ဆောင်မှုမပေးကြဘူးပြောပြီးလူကြားထဲမှာအဆက်ခွဲလိုက်ပါတော့တယ်။ဒီမျိုးသမီးဝတ်ထားတဲ့တကူလုံးစာအဝတ်စားတန်ဖိုးကဒေါ်လာ100တောင်မပြည့်တဲ့အတွက်ဒီဆိုင်ကပစ္စည်းတွေကိုသူဘယ်လို့မှဝယ်နိုင်မှာမဟုတ်ဘူးလို့မန်နေဂျာကတစ်ချတွက်ထားတာပါ။ဥက္ကဋ္ဌကြီးကတော့သူ့ဝန်ထမ်းတွေရဲ့ဒီလိုအပြုမှုကိုမြင်ပြီးအတော်လေးကိုစိတ်ပြတ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမှန်ကောင်တာထဲမှာပြတ်သားထားတဲ့ရွှေလက်ကောက်တကွင်းမှာပုံမှန်မဟုတ်တဲ့အမှားယွင်းတစ်ခုရှိနေတာကိုသူရုတ်တရက်သတိထားမိလိုက်ပါတော့တယ်။ဒါနဲ့သူမကလက်ကောက်ကိုအပြင်ထုတ်ပြီးတေချာစစ်ဆေးကြည့်လိုက်ပါတယ်။အဲ့ဒီခါမှာတော့မူလကဒေါ်လာ1 တန်းတန်ကြီးရှိတဲ့အထူးဖန်တီးထားတဲ့လက်ကောက်စားတာမန်လက်ကောက်တစ်ခုနဲ့အစားထိုးလဲလှယ်ထားတာကိုတွေ့ရှိသွားပါတော့တယ်။အခြေအနေကိုမြင်လိုက်ရတဲ့အခါမှာတော့ဆိုင်မန်နေဂျာတယောက်ပြရခတ်သွားပါတော့တယ်။လက်ကောက်အစ်ကိုခိုးယူလဲလှယ်ထားတဲ့သူ့ရဲ့မတမာတဲ့အကြံစီပေါ်သွားမှာကြောက်လန့်ပြီးချက်ချင်းဆိုသလိုပဲအပြေးလွှာရောက်လာကလက်ကောက်ကိုသူမလက်ထဲကနေအတင်းကရောလူယူဖို့ကြိုးစားပါတော့တယ်။လူရက်နေရင်ရုံးရင်းဆန်ခတ်ဖြစ်သွားပြီးလက်ကောက်ကမတော်တဆကျိုးသွားခဲ့တယ်။အဲ့ဒီခါမှာမန်နေဂျာကချက်ချင်းပဲအကွက်ပြောင်းလိုက်ပြီးဒီမျိုးသမီးကပဲလက်ကောက်ကိုချိုးပစ်လိုက်တဲ့အောင်မဟုတ်မှန်ဆွဆွဲပါတော့တယ်။ဒါအပြင်တန်မိုးကြီးလက်ကောက်မှုလို့ချက်ချင်းရော်ကြီးပေးရမယ်ဆိုပြီးအတင်းအကျပ်တောင်းဆိုလာပါတော့တယ်။မန်နေဂျာကသူ့အဖြစ်ဖုံးဖို့အတွက်ဝန်ထမ်းတွေကိုချိန်ချောက်ပြီးအဲ့ဒီအမျိုးသမီးကိုဖမ်းချုပ်ခိုင်းတယ်လို့အိတ်ကိုလည်းအတင်းဝင်လူပါတော့တယ်။ဒီလိုမတရားတာကိုမြင်ပြီးတီးမခံနိုင်တဲ့အလုပ်တင်ဝန်ထမ်းလေးတစ်ယောက်ကဝန်သားရှာပေးမဲ့မန်နေဂျာကသူ့ကိုကြမ်းပြင်ပေါ်လဲကျသွားတဲ့အထိပါရိုက်ချလိုက်တယ်ပြီးတော့ကိုနဲ့မဆိုင်တဲ့ကိစ္စဝင်မရှုံနဲ့ဆိုပြီးတော့ပါပြန်ဟိဟောက်လိုက်ပါသေးတယ်။မန်နေဂျာကအမျိုးသမီးရဲ့အိတ်ကိုမွှေးနောက်ရှာဖွေကြည့်လိုက်ပေမဲ့အထဲမှာဖုန်းတစ်လုံးကလွယ်ပြီးတန်မိုးရှိတာဘာမှမပါနေပါဘူး။ဒါကိုမြင်ပြီးမန်နေဂျာကဒေါသအကြီးကျယ်ထွက်သွားပါတော့ဒေါသတကြီးနဲ့ပဲအမျိုးသမီးကိုကြမ်းပြင်ပေါ်လဲကျသွားတဲ့အထိကန်ချလိုက်ပြီးရော်ကြေးပေးဖို့သူ့မိသားစုစီကိုအခုချက်ချင်းဖုန်းဆက်ပြီးပတ်စံလာပို့ခိုင်းပါတော့တယ်အမျိုးသမီးကတော့တုံဆိုင်မနေပဲဂရုပတ်ကတာဝန်ရှိသူစီကိုချက်ချင်းဖုန်းဆက်လိုက်ပါတော့တယ်ဒီလိုမောင်မရိုင်းဆိုင်နဲ့မန်နေဂျာကိုပြန်ပြီးပေးဆက်စေရမယ်လို့သူဆုံးဖြတ်ထားပုံပါပဲဒါကိုကြားတဲ့မန်နေဂျာကတော့အမျိုးသမီးကဟန်လုံးချင်းချောင်းနေတယ်လို့ပဲထင်ပြီးဒီအမျိုးသမီးကိုမှတ်လောက်သားလောက်အောင်ပညာပေးဖို့လုံခြုံရေးတွေကိုချက်ချင်းခေါ်လိုက်ပါတော့တယ်လုံခြုံရေးခေါ်မယ်ဆိုတဲ့စကားကိုကြားလိုက်ရပေမဲ့အမျိုးသမီးကတော့နည်းနည်းလေးမှကြောက်လန့်သွားခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ဒီလုံခြုံရေးတွေဟာသူမရဲ့ဝန်ထမ်းဟောင်းတွေဖြစ်ပြီးသူမကိုတေချာပေါက်မှတ်မိကြမှာမို့လို့ပါဒါပေမဲ့တကယ်တမ်းလုံခြုံရေးတွေရောက်လာတဲ့အခါမှာတော့သူမအကြီးကျယ်အံ့အားသင့်သွားရပါတော့တယ်ဝင်လာတဲ့လုံခြုံရေးကတခြားသူမဟုတ်ပဲမန်နေဂျာရဲ့မောင်ရင်းဖြစ်နေပါတယ်သူမတည်ထားတဲ့လုံခြုံရေးဝန်ထမ်းဟောင်းတွေကိုမန်နေဂျာကအလုပ်ထုတ်ပစ်ခဲ့တာကြားပါပြီးလုံခြုံရေးကလည်းရောက်ချင်းပဲအမျိုးသမီးကိုဝေခိုက်ဖို့လုပ်ပါတော့တယ်ဒီအခြေအနေကိုမြင်လိုက်ရတဲ့အခါမှာတော့အမျိုးသမီးလည်းတီးမခံနိုင်တော့ပဲသူ့ရဲ့ဘသူပဲဝါဖြစ်ကြောင်းအမှန်တရားကိုချက်ချင်းပဲထုတ်ဖော်ပြသလိုက်ပါတော့တယ်မန်နေဂျာကတော့လုံးဝမယုံပဲဒါဟာရော်ကြီးမပေးချင်လို့ဇလန်းစင်နေတာလို့ပဲထင်နေတော့မှာပဲဒါနဲ့လုံခြုံရေးကိုဖမ်းချုပ်ခိုင်းလိုက်ပြီးဒီမျိုးသမီးကဆိုင်ရဲ့ဒေါ်လာ1 တန်းနဲ့အထူးလက်ကောက်ကိုခိုးယူရဲဆိုပြီးလူကြားထဲမှာအတိလင်းဆွဆွဲပါတော့တယ်ဒီလောက်ထိဖြစ်လာတော့ဘေးကကြည့်နေတဲ့အလုပ်တင်လေးလည်းဘလို့မှငြိမ်မနေနိုင်တော့ပါဘူးအလုပ်တင်လေးကမန်နေဂျာရဲ့မဟုတ်မမှန်လုပ်ရက်တွေကိုဖွင့်ချဖို့ရှေ့ထွက်လာခဲ့ပေမဲ့မန်နေဂျာကသူ့ကိုပါထက်ရိုက်လိုက်ပြန်တယ်ဒါတင်မကသေးပဲအလုပ်တင်လေးကိုပါဒီမျိုးသမီးရဲ့ကြံရပါလို့ဆွဆွဲလိုက်ပါသေးတယ်အဲ့ဒီနောက်မန်နေဂျာကဒီတကူမနှစ်ယောက်လုံးကိုမှတ်လောက်သားလောက်အောင်ရိုက်နှက်ဖို့လုံခြုံရေးကိုအမိန့်ပေးလိုက်ပြီးအမျိုးသမီးကိုပါသူ့စီမှာတောင်းပန်ဖို့အတင်းအကျပ်ဖိအားပေးပါတော့တယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲ CEO ကြီးကိုယ်တိုင်ရောက်ရှိလာပါတော့တယ်ရောက်ချင်းပဲသူ့ရဲ့တက်တော်ဆောင်တွေကိုအမိန့်ပေးပြီးရှိသမျှလူအားလုံးကိုဖမ်းချုပ်ခိုင်းလိုက်တယ်ဒီမြင်ကွင်းကိုကြည့်ပြီးအားလုံးမှင်တက်မိသွားကြတာပေါ့တကယ်တော့ဒီမျိုးသမီးဟာသူတို့ထင်ထားတယ်လို့မဟုတ်ပဲတကယ်ဥက္ကဋ္ဌကြီးအစ်စ်ဖြစ်နေမှန်းအားလုံးသိသွားကြပါတော့တယ်ဒီအခြေအနေကိုမြင်လိုက်ရတဲ့ဝန်ထမ်းတွေကတော့ထိတ်လန့်တကြားနဲ့ဥက္ကဋ္ဌကြီးကိုခွင့်လွှတ်ပေးဖို့ပြပြတလဲတောင်းပန်ကြပါတော့တယ်ဒါပေမဲ့ဥက္ကဋ္ဌကြီးကတော့လုံးဝတနာညာတာချင်းမရှိပဲအားလုံးကိုနေရာမှာတင်ချက်ချင်းအလုပ်ထုတ်ပစ်လိုက်ပါတယ်ဆိုင်မန်နေဂျာကပါဆက်လက်စစ်ဆေးလိုက်တဲ့အခါမှာဆိုင်ကရတနာတွေကိုမတမာတဲ့နည်းနဲ့ခိုးထုတ်ထားတာတွေပါပေါ်ပေါက်သွားပါတော့တယ်မန်နေဂျာကတော့ရော်ချင်းငွေအမြောက်များပေးလျော်ရယုံတင်မကပဲဥပဒေရပါအဖြစ်ပေးအရေးယူခံလိုက်ရပါတယ်တစ်ဖက်မှာတော့စိတ်ထားကောင်းတဲ့အလုပ်တင်လေးဟာအစမ်းခံကာလမပြည့်ခင်မှာတင်အောင်မြင်သွားယုံတာမကဥက္ကဋ္ဌကြီးကိုယ်တိုင်ကသူ့ကိုစိုက်မန်နေဂျာအစ်စ်ဖြစ်ပါအထူးတလဲရာထူးတိုးမြင့်ပေးအပ်လိုက်ပါတော့တယ်